စင်ကာပူထိပ်တန်းကျောင်းကပလန် Higher Education Academy ရဲ့2026ခုနှစ် February ကျောင်းဖွင့်ချိန်ကို Diploma Merit Scholarship နဲ့အတူရှောက်ထားပြီးတော့ကြတော့မှတက်ရောက်ကြပဲမြန်မာနိုင်ငံနေပြီးတော့ကြတော့မှတက္ကသိုလ်ဝင်အောင်မြင်ထားတဲ့ကျောင်းသားတွေကြီးတွေအောင်မြင်ထားတဲ့ကျောင်းသားတွေအနေနဲ့မိမိရဲ့ရမှတ်ပေါ်မှာမူတည်ပြီးတော့ကြတော့မှကပလန် Higher Education Academy ရဲ့ Diploma Merit Scholarship ကိုရှောက်ထားနိုင်မှာဖြစ်ပါတယ်Diploma Merit Scholarship ကိုရရှိတဲ့ကျောင်းသားအနေနဲ့ Diploma ကျောင်းလာငါရဲ့90%အထိတက်တာမှာဖြစ်ပြီးတော့ကြတော့မှအနည်းဆုံး February ကျောင်းဖွင့်ချိန်အတွက်စတင်လျှောက်ထားနိုင်မှာဖြစ်ပါတယ်ကျောင်းသားတွေအနေနဲ့ကပလန်မှာ Diploma တက်ရောက်ပြီးဆိုလို့ရှိရင်ကပလန် Campus မှာပဲနိုင်ငံတကာတိမှတ်ပြုထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့မှာဘွဲ့ဒီဂရီကိုအချိန်တိုတွင်တက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အနည်းဆုံးကျောင်းဖွင့်ချိန်ဖြစ်တဲ့ February ကျောင်းဖွင့်ချိန်ကိုကပလန် Diploma Merit Scholarship ရယူပြီးတော့တက်ရောက်ခြင်းတဲ့ကျောင်းသားတွေအနေနဲ့အခုပဲ Study Information Center မှာတိုင်ပင်ဆွေးနွေးပြီးတော့ကျောင်းလျှောက်ထားလိုက်ပါ